ဒီနေ့ကတော့တထေးမလို့လည်းပြောလို့ရတယ်ဗက်အိတ်တွေကတော့ဟိုဖာကြီးတဲ့မှာမထက်ထားတယ်ဗက်အိတ်တွေလည်းအရန်လာတယ်ဗက်အိတ်တွေလည်းအများကြီးပဲနော်မပစ္စည်းမှာဗက်အိတ်တွေချန်သေးလားမသိဘူးနော်မီနေ့တရောက်တော့ငါမဘီယာဟိုဗာလဲဆေးစော့တယ်ဗက်အိတ်တွေကလေဆေးစော့တယ်အများကြီးပဲရောင်းလို့ထက်တယ်ဗဒမ်းဘယ်နှလုံးချန်သေးလဲမသိဘူးဟာအရန်လာတယ်အရန်မိုက်တယ်နဂါဆိုရင်လည်းအစုံအများကြီးပဲနဂါဆိုရင်အများကြီးပဲကဲကိုရမတို့ရေငရုတ်ဒီကိုအားပေးတဲ့အနေနဲ့ခုမှမဝိုးတဲ့ပစ္စည်းတွေလေလာပြီးတော့အားပေးလို့ရတယ်နော်အများကြီးပဲဒီလိုအများကြီးပဲဖာပေါင်းများစွာဖာလုံးပေါင်းများစွာမမိုးစီမှာအများကြီးပဲပစ္စည်းတွေအများကြီးပဲဒါမှမဟုတ်ဒါတော့ဒီဟာတွေကရောက်လာတာသိပေါ့နော်ပစ္စည်းအသေးပဲဒီဟာတွေကြတော့ခိုးတစ်ခါတော့နောက်ပြီးပို့လာပေးတာအော်ဒါလည်းအရန်မိုက်တယ်ဒါမှမိုးလိုက်လွန်းတဲ့အချိန်မှာလေမမိုးဗီဒီယိုလောက်တာမဟုတ်တာလေအရန်လာတယ်နော်ဒီဟာတွေကြည့်အရန်မိုက်တယ်နော်ဒီဟာလည်းအရန်မိုက်တယ်အကောင်လုံးကြည့်လို့ကောင်းတယ်ဟိုးလိုက်လို့ရှိရင်ဆေးကြီးလာတယ်ကွာမိန်းကလေးတယောက်ကြည့်လိုက်လို့ရှိရင်တိုက်ပြီးတော့ဆေးမကြည့်ဘူးရိုးရိုးလေးပဲလို့ပြောနော်ပစ္စည်းတွေဒီမျိုးပစ္စည်းတွေဝိုးလိုက်တဲ့အချိန်မှာဟိုအရန်ကိုကြည့်လို့ကောင်းသွားတယ်အရန်ကိုကြည့်လို့ကောင်းသွားတယ်အရန်လဲတန်ဖို့ရှိသွားတယ်နော်ဒါတော့ဆွဲကြိုးတွေပေါ့ဆွဲကြိုးအမေပို့လာပေးတဲ့ဆွဲကြိုးဒီဆွဲကြိုးတော့မို့ဆွဲတယ်အင်ကြီးကိုကြည့်ပြီးတော့ကိုယ်ကဝိုးရတာပေါ့နော်ဒီလိုမျိုးဟာတွေကြည့်အကောင်လုံးမိုက်တယ်စတိုင်မဲမိုက်လေးတွေဒီလိုမျိုးအင်ကြီးဟိုပါလေခေါ်ဝီတို့ခေါ်ယူတို့ဝိုးတဲ့အချိန်မှာလေအကောင်လုံးမိုက်တယ်နော်အရန်လာတယ်အရန်လာတယ်ဒါတော့လက်ကောက်ဒီစတိုင်နဲ့စီတယ်အခုမှမဟုတ်ဒါတော့အမတတောက်တွေပေါ့နော်ဝိုင်းလေးတွေအဲ့လိုမျိုးဒါကြတော့သူကအကျိုးလေးနဲ့တော်တော်ရဲ့အတွက်အကောင်လုံးရောင်းပေးတာပါအကူမတို့ကြီးနော်နှုတ်ထွေးစီမှာဒါတော့မှမို့အတွက်ပေါ့ဒါတော့မှမို့အတွက်ပေါ့ဒါမှမို့အတွက်မို့အတွက်နှုတ်ထွေးစီမှာဆိုအကောင်လုံးစီတယ်နော်သူရဲ့ဖားတွေအရန်လာတယ်ချင်းအများကြီးပဲအေးတခုရှိတယ်ဒီဟာရောက်လာတဲ့ချိန်မှာမိုးတစ်ခါမှမဝိုးရသေးဘူးဒါကြတော့မဘီတို့ရောင်းတဲ့ဆွဲကြိုးပဲဒါမေစုစီမှာငါရတဲ့လက်ဆောင်လားမေစုမမိုးမဲဖောက်တဲ့ပစ္စည်းလားဒါမဲဖောက်တဲ့ပစ္စည်းလားကိုညီပစ္စံကပောက်ပြီးတော့သူကဟိုဗာလဲကိုညီပစ္စံကပောက်ပြီးတော့ကိုညီပစ္စံမယူဘူးလေဘသူကလည်းမေစုကလက်စုယူမလားနမ်းမျိုးတတိကျော်ကဗာလဲနကလာနောက်ဆုံးတော့မိုးစီမှာအကောင်လုံးတစင်စာသူများအကောင်လုံးပို့လာပေးတယ်မမို့တို့အကောင်လုံးပို့လာပေးတယ်မေစုမမီလာဒီဆွဲကြိုးကဘသူဖောက်ကန်လုံးတော့ပြီးလာမေစုလားပြီးတော့ကိုညီပြဆောင်ကပေါက်တယ်ဟုတ်မကြည့်ဒါလည်းအရန်လာတယ်ဒါလည်းအရန်မိုက်တယ်ကြည့်လိုက်လို့လိုက်မမို့တို့မဲဖောက်တဲ့အချိန်မှာကြည့်လိုက်လို့စင်ရိုးလေးနော်ဒါပေမဲ့ကြည့်ရင်အရန်မိုက်တာကဲမမို့စကားပြောတဲ့အချိန်မှာငြုတ်တီပိုးတွေလာတော့ထည့်ပေးကြပါကိုမတို့ရေအချိန်ကနေရက်ပဲကြမှာတော့တယ်နော်ဘယ်မှာလဲမမို့ဘယ်မှာလဲဟိုတနေ့တော့ငါဖြုတ်လို့တတ်တယ်ဘယ်မှာလဲအခုဖြောင်းမဲ့နေရဘယ်မှာလဲပါအစားလုံးမတွေ့တော့ဘူးပါအော်ဒီမှာအဲ့မှတတ်ထားလို့ဒီလိုကိုညီပြစ်စုံပေးတာအော်ဟုတ်တယ်ပြီးတော့ကိုကတယောက်တစ်မျိုးလက်ဆောင်ယူလိုက်ဆိုမှပဲမေစုတို့နဲ့မျိုးတယောက်မှမယူမှမို့ကလုံးပို့လာပေးတယ်တစင်စာလုံးပဲဒါတော့ပြီးရောင်းတဲ့ပစ္စည်းတွေအားလုံးပဲနော်အိုးဟိုးကြည့်လိုက်လေဒီဟာလဲအိုးဟိုးအေးအရန်ကြည့်လို့ကောင်းတယ်အရန်ကြည့်လို့ကောင်းတယ်ကြည့်လိုက်ကိုတို့မတို့ရေပနဂပဲမလဲနဂဒါဒီပစ္စည်းမမို့တို့ရောင်းတဲ့တော်လိုင်းပစ္စည်းတွေကကိုလိုကလာမဟုတ်နော်ပစ္စည်းအကောင်းစားတွေတက်ပဲကိုတို့မတို့ရေဒီလားအကြောင်းအလားကြိုက်တယ်မမို့ရဲ့အလူရှင်တွေဆိုလေလာပြီးတော့အားပေးပါကိုဝယ်တဲ့ငွေကိုဝယ်တဲ့ပစ္စည်းလဲကိုပြန်ဝေးရတယ်ပေါ့နော်အမတရားအတွက်ပေါ့နော်ပြီးတော့ကိုရဲ့ငွေလဲတော်လိုင်းရေးအတွက်ဖြစ်တယ်ဒီမှာကြည့်ဒါနကနဲ့ဆွဲကြိုးနော်ဒါနကနဲ့ဆွဲကြိုးနော်ဝိုင်းဆက်ပြီးတော့လက်စုကတော့ဒီမှာနော်ဒီမှာလဲဝိုးလို့ရတယ်တွေ့လား
နော်ကြိုက်လို့စီရင်လေမမိုးဘူးတဲ့ဒီဟာစီလာပြီးတော့မေးလို့ရတယ်နော်အများကြီးပဲနော်ပြီးစီမှာရှိတယ်ဒါမှမိုးလို့လောက်ပေးတာမပြီးကအကောင်လုံးမနော်တော်လိုင်းရတဲ့သူရင်းမပြီးရင်နာဘာငွေအသိတန်းနဲ့ကောင်းတာဒါမဲ့အလူစင်တော့အားပေးလို့စင်တော့ PDF တွေအကူညီရတာပေါ့နော် PDF တွေအကူညီရတယ်နော်အမနကဆွဲကျူဟိုအရန်လာတယ်တကယ်ပဲဒီမြင့်မှန်တော့ငါမချိုးတော့ဘူးငါနဲ့အလိုက်ဆုံးပဲနော်ပြီးဒီစတိုင်တော့မိုးနဲ့အလိုက်ဆိုအစတော့ကဒီစတိုင်တဲ့ငါနဲ့မလိုက်ဘူးလောကမဝယ်ဘူးတခြားမြင့်မှန်တခြားပုံတွေပဲကိုကဟိုဗာလဲရွေးချယ်တယ်ဒီလိုပုံစံတွေပေါ့ဒီလိုပုံစံတွေအဲ့လိုမျိုးပေါ့နော်ဒီဟာလဲတစ်မျိုးလာတယ်ခဏလေးဒါတော့အမဲရောင်တဲ့လားဒီအကြီးနဲ့အရင်တော့ဆိုရင်ငါရဲ့မျက်နှာဝိုင်းတယ်ဆိုတော့လေဒီအကြီးနဲ့ပဲလိုက်မယ်လို့မမိုးကဒီစတန်တွေပဲအများအပြည့်ဒီမျိုးရှိတယ်ဒီမျိုးပိန်စစ်ရမမိုးကဟိုရွေးချယ်လို့မရဲဘူးကိုနဲ့မလိုက်မှာကြောက်လို့အဲ့လိုမျိုးပေါ့နော်ပြီးတော့ဒီဟာကြတော့မို့တလက်မှမရှိတော့မို့တခုဝယ်ကြည့်လိုက်တယ်ကိုနဲ့လိုက်မလားပေါ့နော်တခုဝယ်ကြည့်လိုက်တယ်လိုက်တယ်လို့ဒါလည်းလိုက်တယ်ဟိုဟေးမော်ဒယ်မီတော့ဖြစ်ရတော့မယ်โอเคဘောင်းမီရတော့မလဲရသေးဘူးထိုင်တယ်ဆိုတော့အေးစီပေါ့ပါပဲဟုတ်တယ်โอเคနော်အိုးဆွဲကြိုးအရန်လာတယ်မေစုရေကြည့်တဲ့အချိန်မှာလေရိုးလေးပဲမဆန်းဘူးကိုဝလာမထူဆန်းလာတယ်ဒီဆွဲကြိုးကဝလာမထူဆန်းလာတယ်အစားတော့မို့ချင်အသက်ကြီးနဲ့အရွယ်နဲ့ပဲလိုက်မယ်တင်တယ်ဒီဆွဲကြိုးကပေါ့နော်ဒါပေမဲ့ဝလိုက်တဲ့အချိန်မှာမစေဘူးနော် तू ကတူလေးပဲဆက်စီတယ်မိုက်တယ်ကြည့်လို့လည်းကောင်းတယ်အဲ့လိုမျိုးတန်ဖိုးလည်းစီတယ်ပေါ့နော်နကအမနကအဲ့ရထားတဲ့မျက်နှာနဲ့ခဏလေးအိုးအရန်လာတယ်ပြောလို့မကောင်းတော့ဘူးကိုကဒီလိုမျိုးအလှတွေကြိုက်တယ်ဆိုတော့လေအကောင်လုံးကြိုက်တယ်โอเคလာတယ်နော်အရန်လာတယ်ဒီမှာနကအတိရိစန်တာမဲဝကြည့်မယ်လိုက်လွင့်အလူခံပါတယ်ပြောအလူခံတဲ့အချိန်မှာမမိုးပြမယ်မမိုးတို့တော်လိုင်းရေးပစ္စည်းတွေရောင်းတဲ့နကတွေပေါ့နော်ဒါတွေကြတော့မို့အတွက်ပေါ့ဒါမဲ့အလူရှင်တွေကြိုက်တယ်ဝယ်ချင်လို့ရှိရင်ညီမလေးနုနုထွေကသူတက်တော်လိုင်းရေးအတွက်ရောင်းပေးတယ်နော်တော်လိုင်းရေးပစ္စည်းတွေအတွက်သူရောင်းပေးပါတယ်ဟုတ်တယ်အဲ့ဒါအလကိုရဲ့သမီးလေးတွေကိုရဲ့ချစ်တွေပေါ့နော်ကိုရဲ့မယားတွေလေဒီလိုမျိုးပစ္စည်းတွေလေအကိုကြီးကြိုက်လို့ရှိရင်လေမိုးတို့စီမှာလာဝယ်လို့ရတယ်နော်မိုးတို့တော်လန်ရေးအတွက်ရောင်းပေးတယ်အိုးဒီဟာလည်းအရန်လာတယ်နော်ပြီးရေအိုးဒီနကလည်းအရန်လာတယ်နော်ရန်လာတယ်ဒါမိုးစီတဲ့ဝိုင်းဆက်ရနဲ့မိုးတွဲပြီးတော့ဝိုးရမှာပေါ့အခုကတော့ဝိုးပြတာပြီးတော့အဲ့နော်ဒီဟာဆိုလည်းအရန်ကိုစေးကြီးတာဒီဟာလဲမဘီကအိမ်နဲ့ထည့်ရတာဖာနဲ့ထည့်လို့စင်နိုင်ငံသားမှာပို့တော့လေးမှာကျလို့အလေးစင်လို့စင်သူတို့အလေးချိန်နဲ့တွဲတယ်လေကိုတို့မတို့စေးကြီးတယ်လေးလို့စင်အဲကြောင့်ဖာကိုထုတ်ပြီးတော့အိမ်နဲ့ပဲထည့်လိုက်တယ်အဓိကပစ္စည်းရောက်လာဖို့ပဲအိုးဒီဟာလဲအရန်လာတယ်ကျင်အရန်လာတယ်ပြီးတော့ကိုတို့မတို့ရေဒီအောက်ထောက်ကလေ brand အစ်နော်အတုမဟုတ်တော့ဒါ brand အစ်နော်မမိုးတို့တော်လန်ရေးအတွက်ရောင်းပေးတယ်တလုံးဘလောက်လဲမသိဘူးเนาะပြီးရင်တလုံးဘလောက်လဲဒါအရန်လာတဲ့အယောင်မျိုးပဲရှိတယ်ကိုတို့မတို့ရေအပြင်မှာဝိုးလိုက်လို့ရှိရင်လူတွေကိုအထင်ကြီးတာပေါ့နော်လူတွေကိုအထင်ကြီးကိုကလူတွေအထင်ကြီးတယ်ဒါပေမဲ့ဝိုးလိုက်လို့ရှိရင်လူတွေကြည့်လို့ကောင်းတယ်ဟိုတန်ဖိုးရှိတာပေါ့အဲ့လိုမျိုးစေးကြီးတာပေါ့အဲ့လိုမျိုးပေါ့နော်ဒါတော်လန်ရေးအတွက်ရောင်းပေးတာနော်တလုံးပဲနေရလဲမသိဘူးအရန်လာတယ်နော်အရန်လာတယ်အရန်မိုက်တယ်အေးဟာလေဘယ်မှာရောင်းလဲတဲ့ဒီမှာဆက်သွယ်လာလို့ရပါတယ်စင်
အမှန်ဆိုမမိုးရဲ့ညီမလေးနုနုထွေးရရောင်ပေးတာပါဒီပစ္စည်းကသူလိုက်လွှဲတဲ့အချိန်မှာလူတွေတိတ်ပဲမပြောသူရဲ့အကာကမမိုးချဲပေးတယ်မမိုးကောက်တိုင်ချဲပေးတယ်မမိုးချဲတဲ့အချိန်မှာမမိုးကောင်းစင်တတ်တယ်တော်လန်ရေးအတွက်အကူညီရအောင် PDF တွေအကူညီရအောင်ဒီလိုမျိုးပစ္စည်းတွေပေါ့နော်ဒီပစ္စည်းဒီပစ္စည်းတွေလာတော့အားပေးလို့ရတယ်ပေါ့နော်ရတဲ့ဒီလိုမျိုးအောက်ထုတ်တွေအင်ကြီးတွေတချို့မှဆိုရင်လေရောင်ရတဲ့အရင်အမြအားလုံးအကောင်လုံးပြန်တော့လူပေးတယ်နော်ဗီဒီယိုကတော်လန်ရေးအတွက်နော်ဟိုတနေ့တော့ကတော့လင်းလက်စီမှာတော့ဘီရနာယီပေါ့နော်နာယီတလုံးလားမသိဘူးဟိုဆွဲကြိုးတွေပါလားမသိဘူးနောက်လင်းလဲဝယ်လိုက်တယ်ဘန်းငွေ400ကျော်အဲ့ဒီ400ကျော်ကလူနောက်လင်းလဲပို့လာပြီးတာနဲ့နောက်ဗီဒီယိုနှုတ်တွေတော့အကောင်လုံးပြန်တော့လူတယ်တကြက်တပြားမှအရင်မနှုတ်ဘူးအကောင်လုံးပဲတော်လိုင်းရဲ့တက်မှာပြန်တော့ထည့်တယ်နာယီအရန်လာတယ်လေနာယီပန်းရောင်မင်းကလေးမလေးနာယီပန်းရောင်အရန်လာတယ်မမို့လဲတလုံးစီးတယ်နော်အခုဒါတော့အမဲရောင်အယောင်ကတော့လေအယောင်အများကြီးပဲစီတယ်မမိုးစီမှာကျတော့မမိုးပြောတယ်နော်ဘီအများကြီးမပို့လာနဲ့ပေါ့နော်တလုံးနှလုံးပဲပို့လာနော်ဘီကဘယ်အလုံးယူလဲနော်ဘီကမေးတယ်အကလုံးကြိုက်တယ်လို့ရွေးလို့မတတ်ဘူးလို့အယောင်အများကြီးပဲစီတယ်ဒီအောက်ထုတ်တွေကမိုးရွေးလို့မတတ်ဘူးဒါမှဘီကရွေးပြီးတော့သူပို့လာပေးတာမိုးအကလုံးကြိုက်တာရွေးလို့မတတ်ဘူးအဲ့တော့ဒီနှလုံးရတယ်နော်တွေ့လာပြီတို့အမိန်ကလေးလားယောက်ျားဆေးဘလောက်လဲမသိဘူးနောက်ပြီးဆေးဘလောက်လဲရေးပေးပါအောင်နော်ဒီအောက်ထုတ်လေးဆေးဘလောက်လဲဘယ်နေရလဲတလုံးဘလောက်လဲအရန်လာတယ်ယောဂီရောင်လဲစီးတယ်အသားရောင်လဲစီးတယ်တခြားအဖြူရောင်လဲစီးတယ်နော်မိန်ကလေးယောက်ျားလေးဝိုးလိုက်လို့စင်အရန်မိုက်တယ်ပြီးတော့ယောက်ျားလေးအင်ကြီး T-shirt တွေလည်းစီးတယ်ကြည့်လို့ကောင်းတယ်ပြီးတော့ brand တွေတက်ပဲဒါမဲ့ဆေးမကြည့်ဘူးနော်ကြည့်စီအကောင်းစားတွေbrand တွေတက်ပဲမျက်မှန်ဆိုရင်လည်းအမျိုးမျိုးစီးတယ်မျက်မှန်ဆိုရင်လည်းစတိုင်မျိုးမျိုးပဲနော်မျက်မှန်ဆိုရင်စတိုင်အမျိုးမျိုးပဲအများကြီးပဲစီးတယ်ညီမလေးနုနုထွေးသူလိုက်လွှင့်တာလေးနှမျောတယ်အရင်တော့သူ့ရဲ့အကောက်ကိုချဲပြီးလို့ရှိရင်လူကြည့်တာ100ကျော်အခုဆိုရင်လိုက်လွှင့်လို့ရှိရင်လူ16ရောက်တော့အများဆုံးပဲလူ16ရောက်တော့အများဆုံးပဲမစီးဘူးဆိုရင်တယောက်နဲ့ယောက်ပဲစီးတာမမိုးရဲ့အကောက်လိုမျိုးပဲလေအကောက်တွေကအကောင်လုံးပြက်ကုန်ပြီ view တွေမတက်တော့နော်နကတွေဆိုရင်ဒီမှာကြည့်လိုက်ပြီတို့ဒီလိုမျိုးဆွဲကြိုးတွေဆိုရင်ကြည့်စမ်းကြည့်ဒါဆလိုက်မင်းသမီးဆလိုက်မင်းသားတွေပေါ့နော်အလှကြိုက်တဲ့ကိုယ့်ရဲ့အမျိုးတွေလက်ဆောင်ပေးလို့ရတယ်သိလားအများကြီးပဲငါရဲ့နကတိချလောက်အတွဲပြောင်းမယ်အရန်လာတယ်မမိုးမြန်မာဝိုင်းဆက်နေပဲဖြစ်မိုက်တဲ့အင်ကြီးတွေတချို့မှာပေါ့နော်ဝိုင်လူအင်ကြီးတွေတချို့နဲ့တွဲပြီးတော့ဝိုးရမှာအိုးနကအရန်လာတယ်နော်ဒီနကအရန်လာတယ်အဲကြောင့်မိုးကလေဆွေစစ်စစ်ကိုမကြိုက်ဘူးတိလားဒီလိုမျိုးပစ္စည်းအကောင်စားတွေကိုကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ကိုအများကြီးပဲဝယ်ပြီးတော့အင်ကြီးနဲ့အဆောင်ပေါင်းများစွာကိုတွဲဝိုးလို့ရတယ်။ဆွဲကြိုးဝိုးလိုက်လို့ရှိရင်တကောင်ကတကောင်ပဲအများကြီးလဲဝယ်လို့မနိုင်ရောလား။အင်ကြီးဗာလဲအင်ကြီးပေါင်းများစွာနဲ့ကိုတွဲဝိုးလို့မရဘူးလေ။ကြည်စံအရန်လာတယ်။ဒီမှာပလဲလိုမျိုးရှိတယ်အော်ဂျာနော်ရေဦးကျော်သူရဲ့မွေးနေ့ညတော့ကနေရပါရောက်လာပြီနော်စကောလောနော်စကောနောက်တန်ညတော့ဦးကျော်သူရဲ့မွေးနေ့နေရပါမယ်တဲ့โอเคဟာလေဒီမှာပြီးတော့ရေဒီနကလည်းအရန်လာတယ်ဒါကတော့ပလဲနဲ့ပါတာပေါ့နော်အိုးဟိုအရန်မိုက်တယ်ကျင်းအရန်မိုက်တယ်နော်အဲ့ဒါကြိုက်တဲ့သူတွေဆက်သွယ်လာခဲ့ကောင်းလုံးစီးတယ်မပစ္စည်းမလေးအမျိုးစုံပဲစီးတယ်အဲကြောင့်ကိုကအပြင်မှာကိုသွားပြီးတော့ဝယ်လို့ရှိရင်သူများရဲ့စီးပွားရေးအတွက်ပဲဖြစ်သွားတာသူများအများရလို့ရှိရင်သူများကိုကျိုးအတွက်ဟုတ်လားစီးပွားရေးအတွက်ဖြစ်သွားတယ်မပစ္စည်းမဆိုရင်မပူဝယ်တဲ့ပစ္စည်းအားလုံးတော်လိုင်းရေးအတွက်တသက်ပဲသူရဲ့အကျွေးဆိုရင်လည်းအတန်နဲ့တက်နေပြီရောင်းရတဲ့ပစ္စည်းဆိုရင်လည်း90ရာခိုင်နှုန်းဆိုပေါ့နော်အရင်အမြသူပြန်တော့လူတယ်ကျန်တဲ့90ရာခိုင်နှုန်းကျတော့အမြပြန်တော့လူတယ်အရင်ကျတော့သူပြန်တော့ယူရတာပေါ့နော်မဟုတ်လို့စင်သူတစ်ပြန်တော့ဝယ်လို့မရဘူးလေအရန်လာတယ်နော်အိုးဒီနကဒါတမငါရဲ့နဲ့ရွက်မကျဲဘူးနော်ငါရဲ့နဲ့ရွက်ကျဲလို့စင်ငါနကတွေဝိုးလို့စင်ပို့ပြီးတော့ဒီထက်ပို့ရလာမယ်ငါရဲ့နဲ့ရွက်သေးလို့နော်ဒါနကဟိုချစ်စရာလေးချစ်စရာလေးမိုက်တယ်ချစ်စရာလေးကောင်းတယ်ဆက်စီးတယ်အကုန်လုံးပဲအစုံပဲ
ဒါအကောင်လုံးမဟုတ်ပြသေးဘူးနော်အများကြီးပဲတန်သေးတယ်ဒီမှာနော်ခဏလေးဆွဲကြိုးခုနကဆွဲကြိုးခုနကဆွဲကြိုးပြမလဲဆွဲကြိုးတစ်ခုဆွဲကြိုးတစ်ခုပြမလဲဒီမှာဝပြမယ်ဒီဆွဲကြိုးသူ့နကနဲ့သူပါတယ်ဒီနကကတော့အထဲမှာနကဗလဲကိုယ့်ရဲ့နရွက်အပေါက်မရှိတဲ့လူတွေအတွက်ပေါ့နော်ဒီမှာကျဲသီးလိုမျိုးပဲလောက်လိုက်လို့ရှိရင်သူကကပ်ပြီနကအပေါက်မရှိတဲ့လူတွေလွယ်လေးပဲမှာကြည့်နော်ဒီတော့မှမဆွဲကြိုးပြမယ်သူ့ဆောင်နဲ့ပါလာတယ်ကဲဆွေဝူပြီးဘယ်လိုခွမ်းလဲတချို့မှဆိုရင်ဆွေဝူတာကိုထမတိုက်ခံရမှာတို့ကြောက်တယ်အဲဒါဒီလိုမျိုးပစ္စည်းအကောင်းစားတွေဖို့အရန်လာတယ်မမိုးဒီလိုမျိုးဆွဲကြိုးကလေအများကြီးပဲရှိတယ်မမိုးဘလောက်ပဲဝိုးအယောင်မကြဘူးပြီးတော့မမိုးတစ်ခါမှမရဘူးနော်မမိုးကအတုဆိုရင်မမိုးဝိုးလိုက်လို့ရှိရင်ရတယ်ဒါပေမဲ့ပစ္စည်းအကောင်းစားဆိုရင်မရဘူးသူတို့လောက်ထားတာအရန်ကောင်းတယ်မကြည့်ရအိုးဟိုကြည့်လိုက်ကိုမတို့ရေအိုးအရန်လာတယ်ဒီလိုမျိုးဆွဲကြိုးကြိုက်ကြလားကြိုက်လို့ရှိရင်ဆက်သွယ်လာခဲ့နော်အရန်လာတယ်အေးမြန်မာဝိုင်းဆက်နဲ့လည်းဝိုးလို့ရတယ်kiss စားတဲ့အင်ဂျင်နဲ့ဝိုးလို့စင်လဲလာတယ်အေးဒီမှာနော်အေးသူရဲ့ပန်းအရန်လာတယ်သူရဲ့ locket လားဘယ်လိုကွာမလဲအပြားလေးအရန်လာတယ်အိုးလာတယ်အကလုံးလာတယ်အကလုံးကျွေတယ်ငါOkay. ဒီမှာဆွဲကြိုးနကအရန်လာတယ်ကိုမတို့ရေဒီနေ့တော့တထေးမစတိုင်ကိုရမကိုမမီတော့ဦးလိုက်တယ်နဲ့ကြည့်လို့ကောင်းသွားရောဘာမှမဝလို့စင်ธรรมดาโอเคဟိုကနာတော့ကဒီမှာဒီနကဆိုရင်ရမ်းလာတယ်ကျန်ကြိုက်ကြလားကြိုက်လို့စင်ဆက်သွယ်လာခဲ့ဒီနကဆိုရင်အရမ်းမိုက်တယ်ဒီအညီနဲ့လိုက်တယ်ပထမဦးဆုံးမိုးတဲ့နကပေါ့ဟုတ်နော်ဒါတော့ငါရဲ့စပင်မစေသေးနော်စပင်စေပြီးတော့ဟိုကကောက်လေးလောက်ထားလို့စင်ဟိုမင်းသမီးအဆုံးပေးပဲဒါတော့မှစပင်တိုးတယ်ဘာလဲဘာပြောမှလည်းမသိဘူးကဲအရန်လာတယ်ကိုရမတို့ရေဒါတော့မှမျက်နှာမသေးရသေးဘူးရေမချိုးရသေးဘူးမျက်နှာမသေးရသေးဘူးရေမချိုးရသေးဘူးနော်ဒါကောင်းတဲ့ပစ္စည်းတွေဝိုးလိုက်တဲ့အချိန်မှာလာတဲ့ပစ္စည်းတွေဝိုးလိုက်တဲ့အချိန်မှာရေမချိုးမျက်နှာမသေးလဲတခါတည်းလာသွားတာတကိုးစီဟိုကိုကဟိုဗလဲတကိုးစင်လိုမျိုးပဲအေးပစ္စည်းတစ်ခုကောင်းတဲ့ပစ္စည်းတွေပေါ့နော်ဟိုအလှတစ်ခုကိုယ့်အပေါ်မှာရောက်လာလို့စင်ပေါ့နော်ပြင်တလို့စင်လေမလှလဲလှလာတယ်နော်ကြည့်လို့မကောင်းလဲကြည့်လို့ကောင်းလာတယ်နော်ဟိုရိုးလေးလူတယောက်ကကြည့်လိုက်လို့စင်တန်ဖို့မရှိဘူးဟိုစင်ရဲသားလို့ဘာလို့ဒီလိုမျိုးပစ္စည်းတွေဝိုးလိုက်တဲ့အချိန်မှာဟိုတထေးလိုမျိုးပဲဖြစ်သွားတယ်အဲ့တကယ်ပဲတဲ့လားအဲ့တော့ပစ္စည်းအရာတစ်ခုကအရာတစ်ခုကလေတချို့လူတွေကပြင်လို့မတက်ဘူးနော်ပြင်တက်လာလို့စင်လေရုပ်ဆိုလဲအများကြီးပဲကြည့်လို့ကောင်းလာတယ်အများကြီးပဲကြည့်လို့လာတယ်ဒါတော့မမောပြင်မအားလို့နော်မမောတက်ပြင်မအားဘူးပြင်လို့အားလို့စင်
အဲကြောင့်မမိုးကတော်လိုင်းရေးပြီးလို့စရင်လေပီတိုကြီးဝယ်ထားမယ်မဘီပို့လာပေးတဲ့လက်ဆောင်ပစ္စည်းအားလုံးကလေမမိုးပြန်တော့စီမယ်ညက်မှန်ဆိုရင်ဘယ်နှခုလက်ကောက်ဆိုရင်ဘယ်နှခုနော်ဟိုဗာလဲနကဆိုရင်ဘယ်နှစုံဆွဲကျိုးဆိုရင်ဘယ်နှစုံစီလိုက်မယ်အဲ့ဒါဟိုဗာလဲဟိုထိုင်းမိသမီးဆိုတော့ကတ်တဲလိုမျိုးလေသူကအရန်တထေးတယ်လေသူရဲ့ပီတိုမှာဆိုရင်အိုးသူဖွင့်လိုက်လို့စီအောင်မလေးမျက်မှန်ဆိုရင်မျက်မှန်နကဆိုရင်နကလက်ဆွဆိုရင်လက်ဆွပေါ့နော်ဆွဲကျိုးဆိုရင်ဆွဲကျိုးသူရဲ့ဘက်အိတ်ဆိုရင်ဘက်အိတ်သူရဲ့ပီတိုတွေကအရန်တထေးကြီးပေါ့ငါလဲအဲ့လိုမျိုးဖြစ်တော့မယ်ပေါ့နော်ဒါပေမဲ့သူ့လိုမျိုးတော့ငါဆေးကြီးဝယ်စရာမလိုဘူးဒါမှငါတို့ပစ္စည်းတွေကပစ္စည်းအကောင်စားဒါပေမဲ့အိုးတထေးကြီးတွေဝယ်ပြီးအိုးတသိန်းဘတ်အတန်းလိုမျိုးမဟုတ်ဘူးနောက်မှမိုးရဲ့အလူစင်တွေဝယ်နိုင်တယ်နော်ဝယ်လိုက်လို့ရှိရင်လည်းကို့အတွက်တခုဘယ်မဖြစ်သွားဘူးကိုယ့်ရဲ့ငွေလည်းတော်လန်ရဲ့အတွက်ဖြစ်သွားမယ်နော်ပစ္စည်းလည်းကိုလက်ဆောင်နော်လက်ဆောင်ရတယ်လက်ဆောင်ဆိုတာကိုကအပြင်ထွက်တဲ့အချိန်မှာလူတွေကြည့်လို့ကောင်းအောင်လူတွေကိုတွေ့လာပြီးတချို့လူတွေကဘာမှမပြင်လို့ရှိရင်အပြင်ထွက်လို့ရှိရင်လူတွေကကိုမျက်ဆောင်ထိုးပြီးတော့အထင်သေးတာပေါ့ကွာပစ္စည်းတွေဝိုးလိုက်လို့ရှိရင်အိုးဟိုနော်လူတွေကလည်းအထင်ကြီးတာပေါ့မီစင့်တန်ဖိုးရှိတယ်လေအဲ့လိုမျိုးပေါ့ဘာလဲအော်နောက်မိုးကလာစီဖို့တဲ့လာတယ်တဲ့သူစတိုင်နဲ့သူပဲဘူးနော်ဒါပေမဲ့နောက်မိုးကလေနောက်မိုးပြောမယ်နော်နောက်မိုးကတချို့အမျိုးသမီးတွေတက်မလာပါဘူးဒါပေမဲ့နောက်မိုးတကယ်ပြင်လိုက်လို့ရှိရင်အမင်းသမီးတော့အဆုံးပေးတယ်တကယ်ပဲမင်းသမီးတော့အဆုံးပေးတယ်အဲ့ဒါတောက်ဖနာနဲ့ဝိုးလိုက်လို့မယ်ဆိုပေါ့နော်မမိုးဥမာအင်ကြီးလားလေးဝိုးလိုက်တောက်ဖနာနဲ့ဝိုးလိုက်မမိုးတိုက်တော့အရာမစီဘူးအရာပပလည်းမဟုတ်ဘူးဒါပေမဲ့တောက်ဖနာဝိုးလိုက်လို့ရှိရင်မင်းသမီးတယောက်ပဲအဲ့ဒါကိုကြွားတာမဟုတ်ကလေးများပဲစီနော်ကလေးမရှိခင်ကြောင့်မို့ဒီထက်အကောင်သေးတာပေါ့ဒီထက်ပိန်တာပေါ့အခုကလေးစီလာတော့3ကီလိုနဲ့တက်လာတယ်အရင်တော့ဆိုရင်40ခု40စီအခုကျတော့50ကီလိုမမီဟိုတင်စာဝိကြော်လာမသိဘူးလေဟုတ်လားတင်စာဝိကြော်နဲ့တူတာပေါ့လေမသိဘူးလေငါစိတ်ထင်ငါဂျင်နီနဲ့တူတာ breakfast ဂျင်နီနဲ့တူတာငါဒါပေမဲ့ breakfast ဂျင်နီကတော့ तू ကစပင်စီတယ်လေစပင်မဲတယ်စပင်စီတယ်လေကိုကြတော့မသိဘူးကိုကြတော့ DJ ဆိုတာစတိုင် DJ ဆိုတာရဲ့စပင်ပုံစံနည်းနည်းတူတယ်နော်မမိုးကလေအချိန်မစီးလို့ပြီးတော့အရင်တော့ကလိုမျိုးအချိန်စီးလို့ရှိရင်မမိုးကအင်ကြီးလာလေပို့ပြီးတော့စတိုင်မနဲ့မမိုးတပ်ပုံရိုက်တာအရန်လာတယ်အခု FX ခင်းနဲ့တုံးလိုက်လို့ရှိရင်ပို့ပြီးတော့လာသွားတယ်ပို့ပြီးတော့နှုတ်သွားတယ်အချိန်မစီးဘူးတော်လိုင်းရေးလောက်ရတယ်နော်အမေတော်လိုင်းရေးလောက်နေတဲ့အချိန်မှာတော်လိုင်းရေးအတွက်အကူညီရဖို့အတွက်ရတဲ့နီးနဲ့မမိုးတို့စူးစမ်းပေးတယ်မဘီတို့စူးစမ်းပေးတယ်မဘီနုထွေးဆိုရင်လူတွေမသိဘူးပေါ့နော်ဒါပေမဲ့သူတို့အနောက်မှာတော်စူးစမ်းပေးခဲ့တဲ့တော်လိုင်းနဲ့ပတ်သက်မှသူတို့အကျွေးအများကြီးပဲတက်ပါတယ်ဒါပေမဲ့သူတို့မငင်းဆန်ပါဘူးသူတို့အကျွေးတက်တယ်ဆိုတာမငင်းပါဘာမှမငင်းဘူးအဓိက PDF လိုရတဲ့အကူအညီတွေပေါ့နော်အရင်တော့ဆိုရင်မဘီရလေဒီပစ္စည်းတွေ तू မရင်းနှီးခင်ပေါ့နော်တော်လိုင်းအတွက် तू မလုပ်ပေးခင်မှာ तू တလားဆိုဘာ9000 6000 तू လူပေးတယ်နော်နောက်ဘီရအခုနောက်မှာကျတော့ तू ကဒီလိုမျိုးပစ္စည်းတွေပြန်တော့ဝယ်တယ်တလားဘာ9000 6000 तू ဒီနေ့ပစ္စည်းတွေဝယ်တဲ့အချိန်မှာဘယ်လိုကမလဲတော်လိုင်းရအတွက်ပြန်တော့ရောင်းပေးတယ်ရလာတဲ့တချို့အရင်းငွေတွေကို तू ပြန်တော့ထဝယ်တယ်ပြီးတော့ထရောင်းတယ်တလားဆိုရင်တောင်းနဲ့ရတယ်နှုတ်ထွေးရောင်ပေးတဲ့အများတွေပေါ့နော်ပစ္စည်းတွေတချို့မှဆိုရင်အရင်အမမို့အရေးကြီးလာလို့ဆိုရင်အရင်အများရောသူတို့အကောင်လုံးပြန်တော့ထည့်ပေးတယ်မဟုတ်လို့ဆိုရင်မဲဖောက်ခိုင်းလိုက်တယ်အဲ့လိုမျိုးပစ္စည်းတစ်ခုစင်စာနာဂျီလားလက်ကောက်လားမျက်မှန်လားပေါ့နော်မဲပြန်တော့ဖောက်တယ်သူများတွေမဲဖောက်လို့ဆိုရင်ရလာတဲ့ငွေကိုမဲအတွက်9000ဆို9000သူများပြန်တော့ပေးရတယ်ဟုတ်မမို့ဖောက်တဲ့မဲတွေအားလုံးမမို့ပြန်တော့ပေးစရာမလိုဘူးအကောင်လုံးပဲဖောက်တဲ့မဲအဲ့ဒီပစ္စည်းရဲ့တန်ဖိုး9000ဆိုရင်6000 9000ဆိုရင်အဲ့ဒီမဲရဲ့ငွေပစ္စည်းရဲ့တန်ပစ္စည်းရဲ့ဘယ်လိုကမလဲပစ္စည်းရဲ့ငွေရောဟိုအလူစင်လာလူပေးတဲ့မဲငွေရောအကောင်လုံးကမြေပြင်မှာပို့တယ်မဘီကိုပြန်ပြီးတော့ပေးစရာမလိုဘူးအခုညီမလေးမေစုတို့ပေါ့နော်တချို့ငွေအလူစင်တွေပေါ့နော်ပစ္စည်းကိုသူတို့တော့ဝယ်လိုက်ပြီ2000ကျော်3000ကျော်ကတော့တန်ဖိုးပတ်ငွေနော်မမို့မဲဖောက်လိုက်မဲဖောက်လို့အဲ့ဒီမဲကုန်သွားလို့ရှိရင်မြေပြင်မှာအကောင်လုံးပို့သူတို့ရဲ့ပစ္စည်းအတွေ့တွေပြန်မပေးနဲ့နော်သူတို့အကောင်လုံးလူခန်းတာပြောရမစတော့မမိုးနဲ့မမိုးလူစင်တွေအားလုံးကကိုလူပေးပစ္စည်းတွေအားလုံးကိုရဲ့အိတ်ထဲမှာကိုစိုက်ပြီးတော့ကိုလူပေးတာတချို့ထောက်ပို့တွေလောက်တဲ့အချိန်မှာသူတို့တွေကဘယ်လိုခွားမလဲပစ္စည်းမဲရောင်းလို့ကုန်သွားပြီဆိုရင်ပစ္စည်းတန်ဖိုးကဘာ1000ဆို1000သူတို့ပြန်တော့နှုတ်တယ်အပို4000တော့မြေပြင်မှာပို့တယ်အဲ့လိုမျိုးပုံစံမမိုးတို့ဘက်ကကြတော့ no ပဲပစ္စည်းဝယ်မယ်မဲဖောက်ပေးမယ်ဆိုရင်ဒီပစ္စည်းရဲ့အတန်ဖိုးကိုငါတို့အဲ့ထဲမှာထောက်ပြီးတော့စိုက်တာ
ပြီးလို့စရင်ရောင်းလို့ကုန်သွားပြီးမဲဖောက်လို့ကုန်သွားပြီးဆိုရင်အဲ့ဒီပစ္စည်းရဲ့တန်ဖိုးကိုပြန်တော့မနှုတ်ဘူးတော်လန်ရဲ့တမှာကလုံးထဲတယ်အဲ့လိုမျိုးဘာပဲလို့တီသူလူထုလာလူပေးတဲ့ငွေနဲ့ငါတို့မနှုတ်ဘူးစင်အကောင်လုံးပြန်တော့ထက်တယ်ပစ္စည်းတစ်ခုမဲဖောက်မလားလက်ဆောင်ပေးမလားကိုငွေနဲ့ကိုထုတ်ပြီးတော့လက်ဆောင်ပေးတာဖောက်တာအဲ့လိုမျိုးပါနော်တော်လန်ရေးအတွက်မမိုးကမ်ပိန်းတွေလုပ်ပေးတဲ့ဘငွေတသန်းကျော်လဲအကျွေးတက်တဲ့အချိန်မှာလဲအလူစင်ငွေနဲ့ပြန်မနှုတ်ဘူးကို့ဘာသာနဲ့ပဲကိုပြန်ယော်တယ်ကိုရဲ့ငွေနဲ့ပဲကိုပြန်တော့ယော်တယ်အလူစင်လာလူပေးတဲ့ငွေနဲ့ကိုထနှုံတာမမိုးမလုပ်ဘူးနော်တော်လန်ရေးအတွက်ကြားတယ်အဲကြောင့်ကို့ဘာသာနဲ့ပဲကိုပြန်ယော်တယ်ရလာတဲ့ငွေအသေးကိုကြတော့စင်ရင်တေးမှာတွင်းအဲ့လိုမျိုးโอ้ဒီဘက်မှာမမိုးရဲ့မျက်မှန်တွေအများကြီးပဲရှိတယ်ပြီးတော့ရေးဒီမှာနော်ဒါတော်လိုင်းရေးအတွက်ရောင်ပေးတဲ့မျက်မှန်တွေပေါ့ဒီမှာလည်းအဖာတစ်ခုရှိတယ်အော်ဒီမှာတော့သူ့ရဲ့အလက်မှာမသိအဲဒီမှာနော်ဖာတွေရလာတယ်ကိုမတို့ရေးနော်မမိုးကညနာလည်းမသိရသေးဘူးညနာကလည်းတရေလိုမျိုးပဲโอเคအဲ့မှာကြည့်ဒါလည်းအရန်မိုက်တယ်ဒါတော့ LV ဒါတော့ Gucci လားနော်အဲကြောင့်နော်ယောက်ျားလေးပဲဖြစ်မိန်းလေးပဲဖြစ်မျက်မှန်တွေလိုချင်လို့စင်တယ်မမို့လို့စီမလာယူမျက်မှန်ဆိုရင် brand အမျိုးမျိုးပဲပြီးတော့ brand အမျိုးမျိုးပဲဒါလည်း brand တစ်ခုခုကတော့မတတာတွေ့လား brand ကြိုက်တဲ့သူတွေလာဝယ်နော်ဆေးလည်းမကြည့်ဘူးနော် brand ကြိုက်တဲ့သူတွေလာဝယ်ဆေးလည်းမကြည့်ဘူး okay မမီးကလေအဲ့ဒါတော့မှအားကစားတွေမလုပ်ရသေးမဟုတ်တရာကြီးအားကစားလုပ်လို့စင်ဟိုကဘာကျော် model ဖြစ်လို့ရပြီဒီဟာလဲ brand ပဲပြီတို့အရန်လာတယ်နော်ဒီဟာလဲတစ်မျိုးလာ तू ကပေါ့တယ်လိုက်တယ်ဘယ်လိုခေါ်မလဲတိုက်ပြီးတော့မခင့်ဘူးပေါ့နော်ဒီလိုမျိုးစတိုင်ကြိုက်တဲ့သူတွေဝယ်လိုက်မမိုးရဲ့မျက်နှာဝီပုံမဟုတ်သေးဘူးနော်ဝီပုံသူများမျက်နှာဝီပုံစီးတဲ့လူတွေကြတော့လေမျက်မှန်ပဲတအကလုံးလိုက်တယ်အမိုးတို့မျက်နှာတွေကနည်းနည်းလေးတောက်ဖြစ်ပြီးတော့နည်းနည်းဝိုင်းတယ်ဆိုတော့မျက်မှန်ဝိုးတဲ့အချိန်မှာအေးငါနဲ့ဒီပုံနဲ့ငါနဲ့လိုက်ပါမလားလို့မျိုးပေါ့နော်မမိုးကလေအရန်ကြောက်ဆောင်ကဒီစတိုင်မမိုးစိတ်တင်မမိုးနဲ့မလိုက်ဘူးပေါ့နော်ဘာကြောင့်ကမမိုးရဲ့မျက်နှာဝိုင်းတယ်ဆိုတော့ဒါမဲ့ဝိုးကြည့်လိုက်တဲ့အချိန်မှာအရန်ကိုမိုက်သွားတယ်တကယ်ပဲအရန်ကိုမိုက်သွားတယ်မသိဘူးနော်တချို့လူတွေကြည့်တဲ့အချိန်မှာငါနဲ့လိုက်တာတော့မသိဘူးဒါမဲ့ငါဒီမှာကြည့်တာတော့ငါနဲ့လိုက်တယ်ဒီပုံကစံတဲ့ဟာတွေလည်းအကောင်လုံးကြည့်လို့ကောင်းပါတယ်ပြီတို့အကောင်လုံးလာတယ်နော်ဝိုးလိုက်လို့စိတထေးမလို့သူများထင်မယ်တထေးမတွေအဆက်စီးတဲ့လူပေါ့โอเคဒီဟာကြည့်လိုက်လို့စင်လဲအိုးမြန်မာဝိုင်းစင်နဲ့ဝိုးရမယ်တလူလူနဲ့ကိုကကြည့်နေတဲ့အချိန်မှာနော်ဒါပေမဲ့ဝိုးလိုက်တဲ့အချိန်မှာအိုးsexy တဲ့အင်ကြီးနဲ့ဝိုးလို့စင်ပို့ပြီးတော့လိုက်တယ်တလူမျိုးဖြစ်သွားတယ်ဒီဟာအရန်ခစ်စားတယ်နော်ဒါလည်း LV လားမသိဘူးကဲကိုတော့ကြည့်လိုက်နော်ဒါတော်လန်ရေးအတွက်လဲကိုလာပြီးတော့အားပေးလို့ဆိုတော့တော်လန်ရေးအတွက်လဲကိုပြန်တော့ထောက်ပံ့ပေးလို့ရတယ်ကိုအတွက်လဲပစ္စည်းအကောင်းစားတွေကိုပြန်တော့ရတယ်ဘယ်လောက်ကောင်းလဲအဲကြောင့်ပြောတယ်အပြင်မှာခရီးသွားပြီးဆိုရင်မလေအပြင်မှာထွက်ပြီးဆိုရင်ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင်လေမမိုးတို့တတိယပါမမိုးတို့စီမှာသွားဝယ်လို့ဆိုရင်ကိုယ့်ရဲ့ငွေကတော်လန်ရေးအတွက်ကိုယ့်ရဲ့နိုင်ငံအတွက်ဖြစ်သွားမယ်ပစ္စည်းလဲကိုရတာမဟုတ်နော်ဒါပေမဲ့အပြင်မှာကိုသွားပြီးတော့ဝယ်လိုက်လို့ဆိုရင်ပစ္စည်းကတော့ကိုရသွားမယ်ကွာကိုရဲ့ငွေကသူများရဲ့စီးပွားရေးအတွက်ဖြစ်သွားပြီအမြငွေရလဲသူများတော်လိုင်းအတွက်ပြန်မလူဘူးဒါပေမဲ့တော့ဗီဒီယိုကအခုရောင်းတဲ့ပစ္စည်းတွေအားလုံးကအရင်ရောအမြရောကတော့ပြောင်းလူတယ်လေပြီးတော့အုတ်ထုပ်နော်ခုနကတော့အုတ်ထုပ်တစ်လုံးဘလောက်လဲမသိဘူးမေစုရေဖော့မိုက်ဝါရေဒီအုတ်ထုပ်ကလေနှုတ်ထွေးတစ်လုံးဘလောက်တစ်လုံးဘလောက်လဲရောင်းတာနှုတ်ထွေးဘလောက်ရောင်းလဲဘယ်နေရလဲတစ်လုံးဘလောက်လဲတာ400လား500လား600လားမသိဘူးလေဘယ်နေရလဲခုနကတော့မေးတဲ့သူ2ယောက်3ယောက်ရှိတယ်အယောင်အမျိုးရှိတယ်ဒါပေမဲ့မမွားရွေးမတောက်ဘူးနောက်ပြီးပဲရွေးခိုင်းတယ်နောက်ပြီးဒီနှစ်ခုပို့လာပေးတယ်အရန်လာတယ်နော်
ဒေမွန်ကပြောသေးတယ်တဲ့ခလေး2ယောက်အမေကတဲ့ကီလို90နော်တဲ့နောက်ဆိုတယောက်နဲ့ကီလို60ပြည့်နေတယ်တဲ့ဒါတော့တနေ့စီပြီးတယ်ဝဲမကြောက်ပဲတိုးလာနေတယ်နောက်ရင်60ဆိုတာလေဟိုဘယ်လိုခေါ်မလဲ60ဆိုတာမဝဘူးအသားပြည့်ရပြည့်ပေါ့မိုးကဒီထက်နောက်ထပ်1ကီလို2ကီလိုပိန်ချင်သေးတယ်နော်ခလေးမစိခင်မှာကီလိုက40ခု40စီတယ်အခုခလေးစီတဲ့နောက်ပိုင်းမှာကျတော့ကီလိုကတဲလိုက်ဆင်းလိုက်တင်လိုက်ဆင်းလိုက်50တိ50ပြီးလို့ရှိရင်49အဲ့လိုမျိုးပေါ့နော်50 40အာ40ဖြစ်လာဖို့ကနည်းနည်းခဲ့တယ်ဘာလို့ဆိုတော့မိုးအားကစားမလို့ရဘူးလေအားကစားမလို့ရဘူးအချိန်စီးလို့ရှိရင်လိုက်လွင့်တယ်ပြီးလို့ရှိရင်သမင်းစားတယ်ပြီးလို့ရှိရင်အချိန်စီးလို့ရှိရင်ညနေနဲ့အိတ်လိုက်တယ်ပြန်ထပြီးတော့လိုက်ပြန်တော့လွင့်လာတယ်နော်ဘုံတော့တလုံးဘလောက်လဲဖောက်မဲ့ပါသိလားနှုတ်ထွေတော့မေးလိုက်အောင်မယ်နော်ဗီဒီယိုနော်ဗီဒီယိုရဝေးနော်ဗီရခလာကိုလာအယ်ဝီရဘလောက်စားလဲနော်တလုံးဘလောက်လဲဟုတ်တယ်ဘယ်မှမသွားရဘူးတဲ့အော်โอเคโอเคတကယ်ပြောတယ်တဲ့နောက်မိုးကိုတဲ့စက်တွေးတောင်ကားတဲ့ထင်တာနောက်မိုးကားတဲ့ရုပ်စင်မင်းသမီးလာစီဖို့တဲ့အရန်လာတဲ့လူတဲ့လာစိတ်တဲ့လာတဲ့ဖြူစင်တဲ့မမိုးကိုလေးစားတဲ့ချစ်တဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်လာစီဖို့တော့မို့ပြင်မှာတခါမှမတွေ့ဘူးမသိဘူးသူ့ကို live ဆိုမှပဲတွေ့ဘူးလေသူ့ကိုဆဲတယ်သူ့ကိုဆဲလိုက်တဲ့အားရပါရပဲလိန်စားလို့နော်လာစီဖို့ချောတယ်လာတယ်ဒါပေမဲ့လိန်စားတယ်ဖေလိုမကလိန်စားတယ်ဘယ်လိုမျိုးလိန်စားလဲစစ်ပေးဆောင်ရဲ့ငွေကိုလေမျက်ရည်ချူပြပြီးတော့အလူခံတာဘငွေအတန်းနဲ့ရတယ်ခလေး3ယောက်အဖေရဲ့နာမည်နဲ့လည်းသူလူခံတော့ဘငွေအတန်းနဲ့ရတယ်ဒါပေမဲ့ခလေး3ယောက်အဖေစီမှာဘငွေ1000ပဲရတယ်သူ့စီမှာ1တန်းကျော်ပါ1တန်းကျော်ကျန်သွားတယ်သူများပြန်မိတဲ့အချိန်မှာဘယ်မှာသွားလူတယ်အဲ့ဒီငွေအားလုံးကစစ်ပေးဆောင်မှာလူရတယ်စစ်ပေးဆောင်မှာလူတော့တက်တေထောက်တာပြပါတက်တေထောက်မှာမရှိဘူးအဲကြောင့်အခုမဲဆောက်မှာလားထိုင်းနိုင်ငံမှာလားသူတိုက်အိမ်ကြီးပဲကားတွေကြီးကုမ္ပဏီတွေပါတွေထောင်ဖေလို့မှနော်အဲ့ဒါပဲပြီးတော့နော်ပြောမယ်ဆိုတော့ဒီကရင်လူပညာရှင်တွေအများအဖြစ်လူလိန်လူညာတခိုးတွေအသက်ပဲစန္ဒာဦးလဲလိန်လာစီဖို့လဲလိန်အဲ့ဒီနော်တော့ပါလဲလိန်ကိုယ့်ရဲ့ပလိတ်တာကိုယ့်ရဲ့ကရင်လူမျိုးရဲ့အချင်းချင်းငွေကိုဗလဲဟိုချေးပြီးတော့ပြန်မပေးဘူးသူများပြန်တောင်းတဲ့ချိန်6တင်တဲ့တလဲနဲ့အဲ့ဒါပဲကြည့်လိုက်လေအဲ့သူတို့ရဲ့ကရင်စစ်သားမဟုတ်ဘူးသူတို့ရဲ့ကရင်အဆိုတော့ယောက်ျားဘက်ကဆိုရင်လည်းပေါ့နော် BGF ခွေးတွေတဲ့ပဲ BGF တဲ့ပဲမိန်းကလေးဆိုရင်တခိုးမလူလိန်မတွေများတယ်အားလုံးပြောတာမဟုတ်နော်ကောင်းတာကတော့အနေစုပဲရှိတယ်ယောက်ျားလားမိန်းကလေးအနေစုပဲရှိတယ်ပြောပစင်းနဲ့လေးပဲရှိတယ်အားလုံးကလူလိန်ညာတခိုးမာဖီယာလူတတ်သမားတစ္ဆာဖောက်လောက်ကောင်နေတဲ့ပဲသူတို့အဖန်တွေကောင်းရင်ကောင်းမယ်သူတို့ရောက်တွေချောရင်ချောမယ်ဒါပေမဲ့လူလိန်လူညာတဲ့ပဲပြေလို့သူများပြောလိုက်လို့စင်လိုက်ပြီးတော့ချိန်ချောက်တယ်အဲ့ဒါမှချစ်သူရဲ့ခွေးဆိုတော့ဒီပေါ့နော်မှချစ်သူခွေးတွေများတယ်လေဆိုတော့ကရင်ဆိုတော့ဘက်ကဒါလိုက်တာကအစပဲဟုတ်တယ်ခါလေးကိုစမိထိုင်ဘာဖြစ်ဘူးကိုစမိထိုင်ရေးနားလိုက်တယ်အကူအဲ့ပြောသားတာသိတယ်နော်ရေးဒီမှာမိုးကျွမ်းပေးမယ်ခဏလေးမိုးကျွမ်းပေးမယ်โอเคမမိုး
လဲမမိုကမ်ပိန်းနဲ့မမိုစီပါတယ်စင်မမိုတယောက်တည်းမမိုထောက်ဖို့တယောက်အနေနဲ့ပေါ့နော်မမိုကတရင်အတွက်ပဲလုပ်ပြတာမဟုတ်ဘူးတရင်ပေါင်း130ခုတရင်ပါဒါ9နေရအတွက်ပေါ့နော်နေနဲ့တိုင်း9နေရအတွက်မမိုလုပ်ပြပါတယ်စင်အဲကြောင့်ကိုရဲ့တရင်ကကမ်ပိန်းတွေစီလို့စင်တော့ကိုဘာသာနဲ့ကိုစူးစမ်းကြပေါ့နော်ပြည်ရဲတို့မမိုတို့လည်းအခုဒီအဖွဲ130ခုဖွဲ့တယ်မှာတချို့တရင်လှုပ်တဲ့အဖွဲတွေပါတယ်နော်တချို့တိုက်ရင်လှုပ်တဲ့တချို့တိုက်ရင်မှာလှုပ်တဲ့ကမ်ပိန်းတွေလည်းပါတယ်ဒါပေမဲ့မမို့တို့10သိန်းကြ10သိန်းကြထည့်ပေးတာပေါ့စီးရင်ထဲမှာမပါလို့စင်ကိုမရသေးဘူးပေါ့နော်အဲ့လိုမျိုးတချို့ကမ်ပိန်းလှုပ်နေတဲ့ထောက်ဖို့တွေတောင်စီသူတွေလည်းသူတို့မစီမလာပေါ့ကွာမမို့ပြောတော့မမို့လည်းကမ်ပိန်းလှုပ်တယ်မမို့လာတိုင်ပဲလှုပ်တယ်မမို့ဘယ်ထောက်ဖို့ကြီးမမို့ပြန်တော့ချဲပေးတာပါဝင်တာပေါ့နော်လာပြီးတော့ပူပေါင်းပါဝင်ပြီးတော့စာပေးတာတဟိုတဝက်ဒီတဝက်တော့မရှိဘူးမမို့တယောက်ပဲဒီလူအယောက်30 20 30လေးနဲ့စီတယ်မမို့လူစင်နေနေမမို့လည်းစူးစားတယ်အဲ့လိုမျိုးအဖွဲ130ခုဖွဲ့မမွေးရကြည်2000ကမ်ပိန်းလူနာအိုးကြည်အတော့မတောင်းတော့မှဘန်းငွေ7သိန်းတော့မှတချို့မှဆိုရင်ဒါမဲ့အဲ့ဒီ7သိန်းကအဖွဲ130ခုဖွဲ့ပြောမယ်ဆိုတော့တတန်းရင်ဆိုရင်10သိန်းကြပဲမမိုးစီမှာရတာဘယ်နေရာဘယ်ဒေသဘယ်တိုင်းမဆိုတတန်းရင်ဆိုရင်တစ်ဖွဲ့ဆိုရင်မမိုးစီမှာ10သိန်းကြပဲရတယ်ဒီတန်းရင်ကအသိန်း50အသိန်း60မရဘူးစင်တတန်းရင်ဆိုရင်အနည်းဆုံး10သိန်းကြပဲရမယ်အဲ့လိုမျိုးအရင်တော့ဆိုရင်လာစီဖို့အကြောင်းမဖော်တော့ဆိုရင်လေနိုင်ငံသားလူရောထိုင်းနိုင်ငံလူရောတိုင်းရင်းသားအပါဝင်သူစီမှာသွားပြီးတော့ तू ကမင်းသမီးလေ तू ကကရင်မင်းသမီးဆိုတော့ follow တယ်များတယ်လေသူတို့အကောက်ဆိုရင်လေဘောမအကောက်ဆိုတော့ဘယ်သူမှမထုတ်ဘူးလေအမြဲတမ်းပဲစိမ့်တယ်လေအနီအောင်ဖြစ်ဘူးလေလိုက်လူလိုက်လို့စရင်အလူခံလိုက်လို့စရင်လူတွေအသိန်းတန်းနဲ့တွေ့တယ်သွားလူပေးတဲ့သူကတနာရီနဲ့အတွင်းသိန်းနဲ့ရတယ်အပအတွင်းဆိုရင်ဘာတန်းကြော်ရပြီစစ်ပေးဆောင်တော့တာလက်နဲ့ခင်အတွက်မဟုတ်ဘူးနော်အဲ့ဒါလာစီဖို့သူများတက်တေထောက်တာပြန်တော့ချပြခင်မှာလာစီဖို့ဘာကွန်ပျူတာတက်မှမရှိဘူးဘာကွန်ပျူတာတက်မှမရှိဘူးသူတခုထောက်ပြတယ်ထောက်ပြလိုက်တဲ့မှတ်တမ်းကဘယ်မှတ်တမ်းလဲထိုင်းနိုင်ငံမှာစင်းရဲနေတဲ့စစ်ဘေးဆောင်ပေါ့နော်ထိုင်းနိုင်ငံကစင်းရဲနေတဲ့ကလေးတွေရဲ့အကြောင်းမှာသူတသိန်းဘသွားလူတယ်အဲ့ဒီကြောင်းကသူ့ကိုထုတ်ပေးတဲ့မှတ်တမ်းတစ်ခုပဲရှိတယ်မြန်မာပြည်မှာသူဘအတန်းနဲ့ရတဲ့ငွေကိုသူစစ်ပေးဆောင်လူပါတယ်ဆိုတာအဲ့ဒီငွေတွေအများကြီးတခုမှသူမှတန်မရှိဘူး KNU ငွေသူများလူပေးတာဗတ်တန်းလဲလာစီဖို့အကောင်လုံးတောင်းလိုက်တယ်သူများပြန်မေးတယ်အဲ့ဒါဆက်စချင်းမနော် KNU ကလူတွေကမိုးလာတော့တိုင်တာတကယ်တော့လာစီဖို့အဲ့ဒီဗတ်တန်းပဲကိုရောက်တယ်ငါစစ်ပေးဆောင်လူပေးလိုက်ပြီးတဲ့စစ်ပေးဆောင်တယောက်ဆိုရင်1000ဘငါစစ်ပေးဆောင်တယောက်ပေါ့နော်1000ဘသူပေးတယ်1000ဘသူပေးတော့သူတက်တက်တော့တာသူ1000ဘသူနည်းနည်းပါပဲဗီဒီယိုထဲမှာသူရိုက်ပြတယ်လေဘယ်မှာလဲ1000ဘဘယ်သူတွေရလဲစေးမရှိဘူးတယောက်1000ဘဘယ်သူတွေရလဲစေးမရှိဘူးအဲ့လိုမျိုးလာစီဖို့လိန်စားလိုက်တာအများပြားပဲကောင်းမနော်အခုသူ့အိမ်ကြီး channel ကြီးထိုင်းနိုင်ငံမှာတိုက်အိမ်ကြီးပဲဟိုကုမ္ပဏီဟိုဆိုင်ဒီဆိုင်သူဖွင့်တာအများကြီးပဲပြည်သူလူထုငွေနဲ့တထေးလာတယ်ဖေလိုမှမျက်ရည်ချူပြပြီးတော့နော်အဲ့ဒါကရင်မင်းသမီးနာမည်တက်နော်ကရင်မင်းသမီးနာမည်တက်တာပေါ့အမေရိကန်စင်တခိုးမတွေပါတခိုးမအကြီးစားတွေအဲ့ဒီစန္ဒာဦးလဲသူနဲ့တူပဲနော်ဆယ်လီစန္ဒာဦး follow တန်းကျော်သူတို့ရဲ့ view တွေတော့ကြည့်လိုက်တယောက်နဲ့နေပါဆိုခိုးစားတယ်ဆိုတာလူတွေသိကုန်ပြီလေအဲ့ဒါလဲကိုယ့်ရဲ့ကရင်မျိုးတွေရဲ့ငွေပဲအယောက်40လိန်စားတယ်3နှစ်မပေးဘူးမမို့ထအော်လိုက်မှတက်10လဲမှပြန်ပေးတယ်နော်အဲ့ဒီမမို့ပဲစုပစနဲ့ဆဲတဲ့အဲ့ဒီနောက်ကြုံပါဝါဆိုရင်လဲဖေလို့မှလဲအဆိုတော်မင်းသမီးပဲအဆိုတော်အတန်ကောင်းတာပေါ့အတန်သေးလေးပဲအဲ့ဒီကောင်မဒါပေမဲ့ဟိုးလိန်တာပဲစုပစက်ပဲကိုကရင်လူမျိုးတွေရဲ့ငွေကိုချေးပြီးတော့ပြန်မရောဘူးသူ့နကူကတော့လေဆွဲကြိုးဆွေလက်ကောက်ဆွဲကြိုးဟိုမြေတွေချမ်းတွေအများကြီးပဲရှိတယ်သူများအကျွေးသားတောင်းတာပတ်စံမပေးဘူးတနတ်တလက်နဲ့လိုင်းလွှင့်ပြီးတော့ချိန်ချောက်တယ်အဲ့လိုမျိုးသူများမမိုးလာတော့တိုင်တော့လေသူပြန်တော့ချိန်ချောက်တယ်ညီတို့မမိုးအော်ပေးနေတိုင်းညီတို့မမိုးကလေနိုင်ငံသားမှာနော်ညီတို့ကထိုင်းနိုင်ငံမှာတတိထားတဲ့လက်နဲ့တလက်နဲ့အဲ့ဒါကရင်အဆိုတော်လို့ခေါ်တာအဲ့ဒါဘာကြောင့်အဲ့လိုမျိုးအောက်တန်ကြတာလဲ BGF ခွေးဖြစ်နေလို့BGF ကိုအဖေခေါ်လို့မအားလားကိုအဖေခေါ်လို့သူတို့အောက်တန်းကြလို့ရဲတယ်လေအခုတော့တဲ့ line ပေါ်မှာတိတ်တော့မတဲတော့ဘူးတဲလို့စင်ကဆဲတာပဲဒီဖေလို့မှဒီနေ့တတအီတင်နဲ့တတကျဲနဲ့ဘဲကြီးသူတို့ Easter show မှာသူတို့သွားတယ်ဗလဲဟိုခလေးကစားစရာတွေဆဲတွေအများကြီးပဲနော်ကားတွေတောင်းမောင်းတာလားဘာလားမသိဘူးသွားပြီးတော့မှမိုးအတွက်သူတို့ဝယ်လာပေးတယ်အောက်ထုတ်မမီးတဲ့ဒါမမီးလိုက်လွှင့်ဖို့
ဆောင်ဖို့အောက်ထားဟုတ်တဲ့ချစ်စရာလေးနော်သူတို့ကြတော့ဗာတွေရလဲဆိုတော့အကျဲကတော့ तू ကဗာလဲ तू ကဗာလဲကွန်မီတိုစစ်သားလားဗာလဲပလိုက်လားပလိုက်ဝုဆောင်တဆောင် तू ရလာတယ်တပုံရိုက်ပြလိုက်တယ်ဒီမနေ့ကဘယ်ဖုန်းနဲ့ငါရိုက်ပြလိုက်လဲမတွေ့တော့ဘူးမလည်းငါမတွေ့ဘူးအော်ဟိုဖုန်းသေးနဲ့ထင်တယ်ခလေးတပ်ပုံငါရိုက်တာဒီမနေ့ပဲလေဘာဖြစ်လို့မတွေ့တာလဲဝါမသိဘူးသွားပြီတွေ့ဘူးဒါလည်းပါတော့ပြမလို့ကြောင်ပိတ်တော့သူတို့ဖေသူတို့ခေါ်သွားတယ်မမိုးတော့မသွားတော့ဘူးစေးကြီးတယ်ဝင်သွားလို့ရှိရင်အဲ့ဒီပွဲထဲမှာတယောက်ဆိုရင်$50လား$100လားမသိဘူးဝင်ပြီးဆိုရင်တော့အဲ့ဒီထဲထဲမှာလေဟိုဝင်ကြည့်လိုက်လို့ရှိရင်ဟိုစူပါဝေါ်လိုမျိုးပဲအမျိုးမျိုးရှိတဲ့လူတွေအများကြီးပဲရှိတယ်ပေါ့နော်ပြစ်စီတွေအများကြီးပဲသူတို့ရောက်လူတွေလည်းအများကြီးပဲဘာလို့ဘာကိုစီးချင်တာလဲပေါ့နော်ယထာကိုစီးချင်တာလားကားကိုစီးချင်တာလားဟိုဘယ်လိုခေါ်မလဲပကက်လိုမျိုးစီးချင်တာလားသူတို့အများကြီးပဲစီးတယ်ဒါပေမဲ့ဝင်သွားလို့ရှိရင်တယောက်ဆိုရင်$50 100ဒါပြစ်စီဖို့မပါသေးဘူးနော်ပြီးတော့အဲ့ဒီကားကိုသွားပြီးတော့တက်စီးမယ်ဆိုရင်သူတို့ရဲ့လက်မကိုတစ်ခုပဲလို့ရှိရင်$30ဆိုရင်30 20အဲ့လိုမျိုးတော့စီးကြည့်တယ်ဟိုပြန်တော့မသွားဘူးတို့ပဲသွားလိုက်တော့တနေ့တစ်ခါစီးတယ်အဲ့ဒီပါဤတင်အရောက်တွေရလာတယ်သူအရောက်တွေပါတယ်မမို့တွေ့ရတော့အောက်ထောက်ပန်းရသူတို့ရဲ့အင်္ဂလိပ်တွေရဲ့ထုံးစံကလေနိုင်ငံသားသမားတွေရဲ့ထုံးစံကဘယ်လိုကွာမလဲသူတို့အပြင်ထွက်ပြီးဆိုရင်အိမ်ကလူတယောက်ရဲ့အကြိုက်ကိုအစားပဲဖြစ်ချောကလက်ပဲဖြစ်ပေါ့နော်မလာရပေါ့နော်ယဉ်ကျေးမှုပေါ့နော်ပစ္စည်းတစ်ခုသူတို့ပြန်လာပြီးတော့ဝယ်ပြီးတော့ supply ပေးရတယ်အဲ့တလိုမျိုးဖြစ်တယ်သူတို့အမြဲတမ်းပဲတွေးပေးတာပေါ့အနောက်ကလူတွေအဲ့လိုမျိုးခရီးထွက်တာပဲဖြစ်အပြင်ထွက်တာပဲဖြစ်ဟိုမှာသူတို့အတွက်ပဲရပြီးတော့အိမ်ကလူတယောက်ကြံတာတော့အတွက်မရဘူးဆိုရင်မကောင်းပေါ့ရိုင်းတာပေါ့အဲ့လိုမျိုးပါလေတော့ချိတ်မပါဘူးလားနားမလဲဘူးဘာပြောတာလဲအော်တလုံးဆိုရင်လျာနဲ့တလုံးလျာနဲ့50โอเคနော်စကလာဒီမှာဒီတို့ဒီအုတ်ထုတ်မမိုးဆောင်တဲ့အုတ်ထုတ်ဒါပေမဲ့မမိုးဆောင်တဲ့အုတ်ထုတ်ဒီဟာကြတော့ဒီတလုံးကမရှိတော့ဘူးနော်မမိုးယူလိုက်ပြီကျန်တာကြတော့အကလုံးစီးတယ်တိလားဒီယောဂီအောင်လဲအရန်လာတယ်ဒီမှာပြတို့ဒီတလုံးပြီးတော့ဒီစတိုင်လဲယောက်ျားလေးစတိုင်ပေါ့ဟိုယောက်ျားလေးဝိုးလို့စင်အရန်မိုက်တယ်နော်လားယောက်ျားလေးဝိုးလို့စင်နော်မမိုးတွေ့တယ်မော်ဒယ်တွေပါတယ်လေသူတို့ဝိုးတဲ့အချိန်မှာအရန်လာတယ်ပြီးတော့အဖြူရောင်ဆိုရင်လည်းဗာအင်းနဲ့ပဲဝိုးအကလုံးလာတယ်ကလုံးလာတယ်အကလုံးလာတယ်တလုံးဆိုရင်450ယူမယ်ဆိုရင်တော့မေးရမှာပေးမယ်တဲ့တလုံးဆိုရင်ငွေ450နော်ငါစကားပြောရင်းနဲ့ငါအိတ်ငိုက်လာပြီးဖြစ်နေတယ်နော်တော့ပစ္စည်းကိုကြော်ညာလိုက်လို့ငရုတ်ဒီပိုးကတော့တလုံးမရသေးဘူးမမိုးရငရုတ်ဒီပိုးကလေပြီးတော့အလုံး1000ပြဖို့အလုံး9000ဟုတ်ပြောတာမားတယ်နော်ဟေးအလုံး1000ဟုတ်တယ်လေ1930အေးအလုံး1000ပြဖို့684လုံး684လုံးလို့တယ်အခုတို့ရေတဖွဲစာပြဖို့အတွက်ဒီဘက်မှာနော်19ဖွဲစာပဲလို့တော့တာပေါ့73ရက်နေ့မှာမမိုးက69ဖွဲပြည့်အောင်လုပ်ရမယ်အခု69ဖွဲဖြစ်ဖို့က19ဖွဲလို့တယ်နော်19ဖွဲလို့ပါတယ်စင်19ဖွဲတစ်ဖွဲဆိုရင်1000ပါအခုအဲ့ဒီ19ဖွဲတည်းမှာတစ်ဖွဲစာပြည့်ဖို့အတွက်9600ပါလို့ပါတယ်စင်အဲ့တော့ဒီမနေ့မှမွေးရလာစင်လူစင်တွေတရားမှမလာသေးဘူးပေါ့နော်နော်19ဖွဲဆိုရင်ဘငွေ3,4,9620ဘငွေ3,4,9620ကမမိုး
ဒီနေ့မှာဒေါ်ချိုင်မပါဘူးလားနော်น้องโมมาติบัวดอชายาบาเลยดอชายาบาเลยน้ำเลยลูกประตูตีเลยเอาเท่าเปียวล่ะดอชายาบาเลยน้ำเลยลูกน้าเลยได้ตัวเดียวในเย่พี่บ่าวสักกระเบียนพี่บ่าวโอ้เฮ้ยแกอสงเลยบ้างเว้ยคนละเท่าเนี่ยเช่าอย่างในเสกูรับรองคุณยี่พี่บ่าวสิเนาะบ้างเว้ยแต่ตีเนี่ยคนละเท่าเช่าในเสรู้ดีบ่าเด้เสตรงยันนี่มาพี่อย่างเราอยากแม่ดีแต่ตีนจัวในเย่แบบสิ่งเดียวเลยเดี๋ยวมันจะดีนี่เนี่ยมันได้แผ่นแต่แบกขาบ้างเว้ยแต่ตีเนี่ยลีต้องคนละเท่าเนี่ยเช่าในเสกูมันโมยางของสายไหมเนาะเอาพ่อเนี่ยตัวรู้สิเสกูพ่อรู้เด้အသီးနဲ့တွဲလို့ရှိရင်အလုံးနဲ့ထောင်နဲ့ချပါ84လုံးလိုပါတယ်ရှင်အကြောင်းမလာလူရတဲ့မမရအလဆင်အလူစင်တကူတော့အဖွဲသားမစောင့်နေပါတယ်မျောနေပါတယ်17ရက်နေ့ရောက်ပြီနော်17ရက်နေ့ရောက်ပြီဒီမှာနောက်ပြီးပို့လာပေးတဲ့ကြောက်စွာထမင်း6နဲ့ဟိုဗာလဲဝက်သားပေါ့မူယောင်ပေါ့နော်အရန်စားလို့ကောင်းတယ်ဒါတော့မဆက်ဘူးဒါတော့အဆက်ဒါတော့ရောင်းတာမဟုတ် not be surprise တာမမိုးလိုက်ရတဲ့အချိန်မှာတခါတလေပိုက်စားတယ်လေတမင်စားလို့မအားဘူးဒါတော့ဒူရင်ဒီကျုပ်အမေပို့လာပေးတယ်ကဲငရုတ်ဒီစားပြီးတော့လူခံပါပြီစင်အဲမမိုးဘယ်အကောင့်မှမချဲရသေးဘူးနော်လိုက်လွင်တာနဲ့ကြုံရတာပစ္စည်းတွေဟိုးအငယ်လေစောစီထားတယ်ကိုကအော်မတောက်ခိုင်မတောက်ခိုင်ဘာဖြစ်လို့ပါမလဲမတောက်ခိုင်သူ့ line နဲ့သူလွင့်တယ်လေမမိုးနဲ့မဆိုင်ဘူးလေမတော့ခါကသူကတညတစ်ခါလာလိုက်လွင့်တာညပိုင်းမှာသူလွင့်နေအဲ့ဒီရှယ်လိုက်အောင်မယ်နော်တော်မေတ္တာဆိုရင်မင်္ဂလာပါနော်ဒေါ်ကြီးရေမင်္ဂလာပါအားလုံးမင်္ဂလာပါရှင်အားလုံးမင်္ဂလာပါကိုကဘောင်းမီမလဲရဘူးဒါတော့ကိုရဲ့ဘောင်းမီကကိုအိမ်မှာဝိုးတဲ့ဘောင်းမီပေါ့အဲ့တဲ့အချိန်မှာအသားပြောလေအဲ့မိုးထိုင်နေတဲ့အချိန်မှာလေမမိုးဘောင်းမီချက်ချောင်းလေးပဲမမိုးဝိုးချင်တယ်ပေါ့နော်ကြားတဲ့ဘောင်းမီတွေကိုမထိုင်ချင်ဘူးလေကိုရဲ့ခြေတောက်ဒီမှာဒီဘက်မှာညတာပေါ့ညလက်စီမှာနားတယ်စတယ်အဲ့ကြောင့်မမိုးကခြောင်တဲ့ဘောင်းမီတွေပဲဝိုးတယ်ထိုင်တဲ့အချိန်မှာနော်အပေါ်ပိုင်းမှာကျတော့အရင်အကျစ်လို့ကောင်းတယ်အောက်ပိုင်းမှာကျတော့မကျင်းနဲ့တော့အပေါ်ပိုင်းမှာတော့တထေးမပဲကိုကစတိုင်မမိုက်ပဲမင်းသမီးပဲအပေါ်ပိုင်းမှာဟာလေကဲအခုပူလိုက်တဲ့ဟိုဗာလဲဆွဲတွေညက်မှန်တွေနကတွေကြိုက်လို့ရှိရင်ဆက်သွယ်လာလို့ရတယ်နော်မှဗီဒီယိုတော်လိုင်းရွတ်ရောင်းပေးတယ်နော်ဟိုးအိမ်ငိုက်တယ်ခဏတန်းငါပြန်အိမ်မှာမပူနဲ့ခဏလေးချဲလိုက်အောင်မယ်ခလေးတွေကြောင်ပိုက်တယ်ဆိုတော့ကိုနည်းနည်းနားရတယ်ကျိုးတော့ပိုးစရာမလိုဘူး19ရောက်မမိုးရဲ့လာစင်လူစင်နေမလာရသေးတဲ့လူတွေမမိုးစောင့်နေပါတယ်နော်အမြန်နည်းနဲ့လာပြီးထည့်ပေးကြပါဒီဘက်မှာလည်းနည်းနည်းရလို့စင်နည်းနည်းပို့တယ်တစ်ဖွဲ့စာရလို့စင်တစ်ဖွဲ့စာပို့ပါတယ်ဖြီးတဲ့တွေအဖွဲတိုင်းအကူညီလိုရတယ်ကိုတို့မတို့ဒီအဖွဲ100ကျော်ပါနော်အကောင်လုံးစစ်တိုက်တယ်
တကြံပဲကြဘာပဲရောက်ဘာပဲကာလပဲရောက်ပေါ့နော်တိုက်ဆရာရှိတဲ့သူကတိုက်သွားတယ်ကိုတို့မတို့ရေတချို့မှာကျတော့တကြံကြလို့ငါတို့နားမယ်မင်းအောင်လည်းမနာဘူးနော်နေ့တီရောက်လို့ငါတို့နားမယ်မိုးရတီရောက်လို့ငါတို့နားမယ်နွေရတီရောက်လို့ငါတို့ပွဲတွေလုပ်မယ်တချို့မှာတော့အဲ့လိုမျိုးစဉ်းစားမယ်မင်းအောင်လည်းပဲအချိန်မှမနာဘူးစင်မိုးရတီပဲရောက်နွေရတီပဲရောက်ဘာပွဲပဲရောက်မအေးလို့ပုံမှန်အတိုင်းကျဲတယ်မီးစုတယ်တပ်ဖြတ်တယ်ရောက်မှတယ်ကောက်ကြည့်တယ်အောက်တန်းကြတယ်ပြည်သူလူထုကိုတနေ့တရက်တရက်တနေ့တလားဘယ်လိုမျိုးဒုက္ခပေးရမလဲဆိုတာမေလူကအများနဲ့ပဲအစီအစဉ်ဆွဲထားတယ်တနေ့ပြည်သူလူထုရဲ့ငွေကိုဘယ်လိုမျိုးခိုးစားရမလဲနိုင်ငံကိုဘယ်လိုမျိုးရောင်းစားမလဲဘယ်လိုမျိုးထမျှတိုက်ရမလဲဘယ်လိုမျိုးဖျက်ဆီးရမလဲဆိုတာမေလူကသူ့ရဲ့ခေါင်းထဲမှာသူမသိမချင်းအဲ့ဒီရောက်မှတဲ့အကျင့်တွေရောက်မှတဲ့အကြံဉာဏ်တွေသူ့ရဲ့ခေါင်းထဲမှာအမြဲတမ်းပဲရှိတယ်အမြဲတမ်းရှိတယ်လို့အမြဲတမ်းပဲဒီဇိုင်နာနဲ့နော်ဘုံကျဲတယ်တပ်ဖြတ်တယ်အဲကြောင့်ကိုယ့်ရဲ့ပြည်သူတွေကကိုကအနိုင်ကျင့်ခံရတယ်ကွာကိုယ့်ရဲ့နိုင်ငံကိုကိုဖျက်ဆီးခံမေလူကဖျက်ဆီးတယ်ကိုယ့်ရဲ့မျိုးဆက်တဲ့အနာကောက်မေလူကဖျက်ဆီးတယ်ကိုဘဝတွေပြောင်းအောင်နော်ကြုံဘွားတွေမလို့မရအောင်မေလူကလောက်နေတဲ့အချိန်မှာကိုကဟိုဘယ်လိုဟာမလဲပေါ့ပါနဲ့ကိုနေလို့မရဘူးသွေးအေးနဲ့ကိုနေလို့မရဘူးနော်ဟိုတကြံကြလို့ဗာကြလို့အဲ့ဒါလည်းမရဘူးနော်တလားတစ်ခါတော့ပုံမှန်အတိုင်းဒီဇိုင်းမနဲ့ပတ်ဝင်ပေးကြပါတာဝန်ကြည့်ပေးကြပါနော်စစ်တိုက်လက်ဆရာလည်းမလို့ဘူးအလူခံဆရာလည်းမလို့ဘူးအစဲခံအဆူခံဆရာလို့ကိုလူတာလည်းဘလောက်လူဘူးသူမှမသိဘူးနော်ကိုအတွဲအန်ဒီရမရှိဘူးကွာကိုလူတာဘယ်သူမှမသိဘူးလေအဲ့လောက်ပဲကိုလှုပ်ပေးရတာကိုတလားတစ်ခါတော့အနည်းဆုံးပတ်ဝင်ပေးကြပါကိုတို့မတို့ပြောချင်ပါတယ်နော်ဟိုင်းတက်ခဲ့ကောင်လို့ကဲဒီလိုက်စော်ကမမူကတော်လိုင်းရေးပစ္စည်းနဲ့ပဲလာပြီးတော့ပြရတယ်ဆိုတော့လေအဲကြောင့်အလူမခံတယ်အခုမမူစပြီးတော့လူခံပြီးစင်နော်ဒီတို့ရေငရုတ်တီးရလေအလုံး684လုံးလိုပါတယ်စင်အလုံး1000ပြည့်ဖို့ပေါ့နော်684လုံး600ကိုတည်ထားမယ်84လုံးပြည့်ဖို့အတွက်တယောက်နည်းနည်းပါဝင်ပေးကြပါ84လုံးက4000ကျော်ပဲကိုမတို့4လုံးအစွန်းက920ပါအလုံး80ဆိုရင်4400ပါဒီ84လုံးကိုဝိုင်းပြီးတော့ပိတ်ပေးကြပါအောင်စင်84လုံးနော်600နဲ့အလုံး1000ပြဖို့684လုံးအခုမှမိုးလိုက်နေတာထိုင်ပြီးတော့လွှင့်တာတနားရီလောက်စီပြီတလုံးမှမရသေးဘူးမမိုးပြောတဲ့မျက်မှန်တွေပဲလာပြီးတော့နားထောင်ကြတယ်အလားအပတွေမမိုးကြောင်ရပဲလာပြီးတော့နားထောင်ကြတယ်ပြီးတော့ကြော်သွားတယ်ပြီးတော့ထွက်သွားတယ်ဘာမှမရုပ်ဒီတလုံးဖို့နှလုံးဖို့လာပြီးတော့ထည့်ဖို့မရှိဘူးမမိုးကခေါင်းစဉ်တတ်ထားတယ်မမိုးရက်ကံပိန်းအချိန်နဲ့ရက်ပဲကြံပါတော့တယ်နော် PDF အဖွဲပေါင်းကဟိုအခုပထမတော့ဗောနော်69ဖွဲက19ဖွဲစာလူသေးတယ်မမိုးတင်ထားတယ်နော်73ရက်နေ့မှာနောက်ဆုံးရက်နေ့ဖြစ်တယ်အဲ့ဒါကြည်တောင်ပြည့်အောင်လုပ်ရမယ်အဲကြောင့်မိုးနေ့ပဲမှာလိုက်လွှင့်ပါတယ်အမှန်တကယ်စင်မမိုးကဆက်ပြီးတော့အိမ်မလို့အိမ်လို့မရဘူးစိတ်ပူတယ်ကမ်ပိန်းအချိန်က2ရက်ပဲကျွန်တော်တယ်လေကိုရက်စတိုင်နဲ့ကိုရက်အရောက်မလိုက်ဘူးခဏလေးအေးဒီဟာကျတော့ပိုရလိုက်မယ်တင်တယ်အိမ်ငိုက်တယ်ကွယ်လာပြီးတော့ထည့်ပေးကြပါအောင်ကဲငရုတ်ဒီတလုံး55ပါဘသူစေဦးဖောက်ပလဲဒီလိုက်ဆိုတော့ဘသူမှစေဦးဖောက်သေးဘူးနော်ဒီလိုက်ဆိုတော့တငရုတ်ဒီတလုံး55ပါကမ်ပိန်းပထမကြည်တောင်းကမ်ပိန်းရဲ့နောက်ဆုံးရက်နေ့73ရက်နေ့ပါနေရက်ပဲကျန်မှာတော့တယ်စင်နေတာပဲข้าวต้มหน้าหมูยอมพริกเผาซาลูกเกาเนี่ยเนซ่าเด็มาข้าวตังมีหยกแควล่ะมีหยกแควလိုမျိုးဒါမဲ့ဒါစတယ်မို့ဝက်သားချောင်းနဲ့ပါတယ်พ่อแม่ว่าရေးစကားတော့နာဖူพ่อแม่ว่าနေရထည့်ပေးတယ်
ဖော်မဲကစေဖွားပေးလိုက်ပြီဒါမှမသူကြွေတက်တယ်နော်သူနေလို့မနိုင်ဘူးဖော်မဲကစေဖွားလိုက်ပြီဆိုတော့ကျန်တဲ့လူတွေလည်းလိုက်လာပေးပါနော်200ဆိုရင်တော့3လုံးရမှာပေါ့ဘူးနော်4လုံးတော့မရဘူး220ဆိုတော့4လုံးရမယ်ကဲ20ပါဘယ်သူထပ်ပေးမလဲဖော်မဲကတော့200ထပ်ပေးလိုက်ပြီဒါဒီနေ့နေ့3ညနေ့6 4လပိုင်း17ရက်ဖော်မဲကနေရ3လုံးရပြီ84လုံးက83လုံးပဲလူတော့တယ်စင်နော်600ကိုတည်ထားတယ်အစုံ84လုံးကိုပြည့်အောင်လုပ်မယ်အခုဖော်မဲဝါ3လုံးပါဝင်ပြီ80လုံးပဲကဲဘယ်သူခဏချက်ကြမလဲ80ကျော်ကြအောင်မမိုးလားစင်လူစင်မိုးစောင့်နေတယ်နော်အိမ်ငိုင်းတယ်နည်းနည်းကျွေတယ်ဒီတစ်ထောက်နည်းနည်းကျွေတယ်ကျန်တဲ့အထောက်တည်းမကျွေဘူးထိုင်းကနေအော်စီရအောင်ပို့လာပေးတယ်နောက်ပြီးဖော်ရအောင်ဆောင်လိုက်ဘူးကောင်းပြီကျွေတေးလေးတွေပဲကျန်တော့တယ်မမိုးစားတာ3ခါညတော့က live လွှင့်ပြီးတာနဲ့ဖောက်လိုက်တယ်တဝက်စားလိုက်တယ်ဒီမနေ့ထားတာနဲ့တဝက်စားအခု live လွှင့်ပြီးတဲ့တဝက်ထားစားကဲကိုတို့မတို့ရေတရက်နေ့ကနေလေ17ရက်နေ့အထိမလာလူရသေးတဲ့လဆင်အလူစင်ပေါ့နော်အရင်ရေးကြည့်တယ်နော်တလားတစ်ခါလူပေးတဲ့လဆင်လူစင်ကမိုးစောက်နေပါတယ်စင်ရွာပြန်မဲ့လူတွေဆိုရင်လည်းမပြောက်သွားတဲ့နော်ရွာပြန်မယ်ဆိုရင်ရွာပြန်မယ်လို့မှမို့အသိပေးပါနော်တော်ပြီနောက်မှဝါစားတော့မယ်စားလို့အရင်ကောင်းသမီးနဲ့လည်းစားလို့ကောင်းမယ်ဘယ်လိုမျိုးပဲဖြစ်နေလဲသမီးနဲ့လည်းရောစားလို့ကောင်းမယ်အဲဆိုတော့ဝတ်တာအချောက်ရတာနဲ့လည်းနဲ့စားတယ်ပြီးတော့ချိုတယ်ချိုစငယ်စားလို့ကောင်းတယ်Messenger မှာလိုက်ပြီးတော့ကြည့်လိုက်အောင်မယ်ဒီမနေ့ပိုင်းမှာလူရှင်တွေလာဆက်သွယ်တာစီလိုက်နိုင်ငံခြားကိုတယောက်လည်းဘန်ဒကင်ကိုလည်းပြန်ဖုန်းဆက်ရမယ်သူဖုန်းပြန်မဆက်လို့စမမရဘူးအဲ့ဒီဒေါ်လာ100ဟိုဘက်ကပြောတယ်မရောက်လာဘူးဆိုတော့ငါဘယ်လိုလုပ်မလဲအေးမောင်လေးရေပတ်စံပို့လာလို့ရတယ်နော်ဘယ်လိုလဲမသိဘူး nothing ကြီးတန်ပဲပို့လာတယ်ပြီးတော့မိုဘိုင်နံပါတ်ပို့မယ်ပြောပြီးတော့ဖုန်းပြန်ဆက်တယ်ဘယ်လိုလဲမတင်ကြီးရေတရားပါရောက်ပြီနော်ကျေးဇူးတင်ပါတယ်
တိမ်ကြီးဒီကောင်ကလည်းလူယူနေတာလားမသိဟုတ်ကဲ့မင်္ဂလာပါတော်လိုင်းရေးအတွက်ကိုကြီးပေးမလို့လားလက်မတွေပဲလာတော့ထောင်နေကြတယ်ဒါတော်လိုင်းထောက်ဖို့အကောက်ဆိုမှပဲဘာတွေလာတော့ထောင်မှလည်းမသိထောက်ဖို့အကောက်ကိုလေကိုမလူလို့စရင်လေဘာမှလာမထောင်နဲ့ကိုလူမယ်ဆိုရင်လည်းလူမယ်လို့ရေးလာခဲ့ပါတစ်ခါတက်လေလူမယ်တချို့အလူစင်ကလူမယ်လေသူတို့လက်မပဲလာတော့ထောင်တယ်လက်မပဲလာတော့ထောင်တော့ငါစကားပြန်ပြောရမှာငါတို့မျိုးပဲကြည့်ရမလားတချို့မှဆိုရင်အများအဖြစ်မလူဘူးလေဒီမျိုးပဲလူမျိုးပဲဟိုမိန်းကလေးတယောက်ရဲ့အကောက်ကပေါ်လာလို့စရင်ဟိုလာတယ်သူ့ပုံလာတယ်ဆိုရင်လက်မတော့ထောင်လိုက်တယ်အဲ့လိုမျိုးပါနော်ပြန်မေးလိုက်လို့စင်ဘာမှမသိဘူးဘာမှနားမလဲဘာမှမူတာမှသူတို့မသိဘူးအဲ့လိုမျိုးလဲစီတယ်တချို့မှလည်းအလူစင်ပဲလူမယ်ဆိုရင်အလူစင်တယောက်နေတဲ့မိုးရီလူရှင်နဲ့ပါဝင်ချင်းနဲ့ဘန်နံပါတ်ပို့လာပေးပါဘောနော်တချို့မှဆိုရင်မပြောဘူးလက်မထောင်တယ်မမိုးမေးလိုက်မှအော်ဟုတ်ကဲ့လူမယ်ဘန်နံပါတ်ပို့လာပေးပါကိုကအလူစင်ကိုလူမယ်ဆိုရင်လူမယ်လို့ရေးလာခဲ့ပါတခါတလေတို့လက်မထောင်တဲ့ချိန်မှာလေမမိုးဘာမှမပြန်ဘူးနော်စကားလည်းမပြောဘူးလက်မထောင်တာမမိုးတို့အကောက်ကြီးတယ်လေလက်မထောင်တော့လူရာနဲ့စိတယ်ငါကဘယ်လိုမျိုးသိမလဲဘောနော်လူမလားမလူဘူးလားလက်မထောင်တဲ့ဆိုတာတချို့တနာယူတယ်လေအများကြီးပဲလေလက်မထောင်လိုက်လို့ကိုပြန်မဆက်သွယ်တဲ့အချိန်မှာလီးပုံပို့လာတယ်အဲ့လိုမျိုးအေးလို့တွေကမရှိဘူး300ပါပဲရသေးတယ်အလုံး6လုံးတော့မရသေးဘူး6လုံးဖို့လည်းမရသေးဘူးဒီလိုက်ဆိုတော့တော်တော်ဆိုးတယ်ကဲစီရကောက်ရတဲ့ငါကြည့်လိုက်ကုန်ပြီ15ရောက်မင်္ဂလာပါစင်အလူခံတယ်နော်နေ့ပိုင်းမှာလူလို့မအားလဲညပိုင်းမှာလာတော့လူပေးကြပါညပိုင်းတော့မညတိုင်ပဲလွှင့်ပါတယ်နော်ည7နာရီခွဲ9နာရီဒီပေါ့နော်7နာရီခွဲ9နာရီ7နာရီခွဲ9နာရီလာတော့မညတိုင်ပဲလွှင့်တယ်တညဆိုတော့3နာရီ4နာရီဒီပေါ့နော်လွှင့်ပေးတယ်ဒါဒီနေ့တော့ဖောက်မဲ့ဟွာ200တင်ကြီး100ပဲထည့်တယ်ဒီလိုက်ဆိုကတချို့လူတွေမတွေ့ဘူးနော်မမိုးရဲ့အချိန်က2ရက်ပဲကျန်တော့တယ်နော်အချိန်2ရက်ပဲကျန်တော့တယ်မပြည့်လို့စင်လည်းမရဘူးနော်အခုဓမ္မတို့အလုံး2000ကျော်လိုတယ်အဖွဲဆက်9ဖွဲစာလိုတယ်တစ်ဖွဲဆိုရင်10သိန်းကျဘတ်ငွေစီထောင်ပါပါနော်ရက်အရန်နီးနေလို့နေ့ပိုင်းမှာလွှင့်တာနေ့ပိုင်းမှာလွှင့်တော့လေညင်တာပဲဖြစ်နေလူက14ယောက်နဲ့ကဲမမို့ထွက်ပြီးတော့အဲ့ရအောင်ကိုမတို့အဲ့လိုစင်ပို့ပြီးတော့အားစိမ့်မယ်တင်တယ်ဒီလိုမျိုးလူနဲ့မမို့စောင့်နေတာတနာရီကြော်ပြီးတင်တယ်ဒီလိုက်ဆိုကတနာရီကြော်ပြီးလား2နာရီထိုးပြီးလားမသိဒီလိုက်ဆိုကကဲထွက်တော့မယ်နော်ကိုမတို့နော်နည်းနည်းအိတ်လိုက်မယ်ကောင်းကြိုက်ပြီအားလုံးဘိုင်ဘိုင်